DC Universe ရဲ့ Speed Star တွေအကြောင်းပြောရရင်ကျွန်တော်တို့စိတ်ထဲမှာအရင်ဆုံးမြင်အောင်လာတာကတော့သူတို့ပြေးသွားတဲ့အချိန်အနောက်မှာကြံခဲ့တဲ့တစ်ဖက်ဖက်လက်နေတဲ့လျှက်စီးတန်းတွေပဲဖြစ်ပါတယ်။လူအများစုကတော့ဒါကို comic စာရေးဆရာတွေကဇက်ကောင်တွေပြေးတာလှပအောင်စတိုင်ကြအောင်လို့တတ်ထည့်ပေးထားတဲ့မျက်စိပဓာကတစ်ခုလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ဒီလိုမဟုတ်ပါဘူး။ DC ရဲ့ရွှေထက်ရှားတဲ့ comic လော်အရာရော CW ကရိုက်ကူးတဲ့ The Flash CD ထဲမှာပါဒီလျက်စီးအယောင်တွေကဇက်ကောင်တစ်ကောင်ချင်းစီရဲ့ speed level speed 4နဲ့ရှိတ်ဆက်ထားတဲ့သဘာဝပြီးတော့သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုလုံးဝကွဲကွဲပြားပြားကိုစားပြုနေတဲ့လှုပ်ဝက်ကုတ်တွေဖြစ်ပါတယ်ရိုးရိုးချင်းချင်းပြောရရင်လျက်စီးအယောင်ကိုကြည့်လိုက်တာနဲ့ဒီကောင်ကလူကောင်းလားလူဆိုးလားစေးထိုးပြီးအတင်းပြေးနေတာလားဒါမှမဟုတ်နက်ဖျားအဆင့်ကိုရောက်နေပြီလားဆိုတာကိုခွဲခြားနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့စာအုပ်ထဲကရော series ထဲကပါ Speed Star တွေရဲ့လျှက်စီးအောင်ဆုံးလိုဝက်ချက်တွေနဲ့အတူ question စိတ်ဖြာတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးနှိပ်ပေးသွားကြပါဦးဗျကျွန်တော်တို့စတင်လေ့လာရမယ်ပထမဆုံးအယောင်ကတော့လူသိအများဆုံးနဲ့အခြေခံအကျဆုံးဖြစ်တဲ့အဝါရောင်သို့မဟုတ်ချွေဝါရောင်လျှက်စီးပဲဖြစ်ပါတယ်ဒီချွေဝါရောင်လျှက်စီးက Speed 4နဲ့အလွန်တန့်စင်ပြီးတဘာဝကြကြချိတ်ဆက်ထားတာကိုစားပြုပါတယ်တနည်းအားဖြင့်စွမ်းအားကိုတခြားတစ်ယောက်စီကခိုးယူတာမျိုးမဟုတ်ပဲစေဝါသုံးပြီးအတင်းအာရမနှိုးဆွထားတာမျိုးမဟုတ်ပဲစัจ java လာကြီးကကောင်းကြီးပေးလို့တဘာဝအတိုင်းရရှိထားတဲ့အချိန်နှုန်းပဲဖြစ်ပါတယ်ဒါအပြင်ဒီအယောင်ကဇက်ကောင်ရဲ့စိတ်နှလုံးဖြူစင်မှုမျှော်လင့်ချက်နဲ့တရားမျှတမှုကိုလိုလားတဲ့အကောင်းမြင်စိတ်ကိုလည်းဖော်ပြနေတာပါကျွန်တော်တို့ချေရတဲ့ဒုတိယမြောက် flash ဖြစ်တဲ့ Barry Allen ကတက်ခွဲကမ်းမှာလျှက်စီးအပြစ်ခံရပြီးဓာတုဆေးရည်တွေနဲ့ထိမိရာကနေပါဝါရလာတာပါသူပြေးတဲ့အခါအခြေခံအဖြစ်တောက်ပတဲ့အဝါရောင်ရွှေဝါရောင်လျှက်စီးတွေထွက်ပါတယ်ဒါကသူဟာဘလောက်ပဲဘဝမှာတောကတွေရှိကဘာကြီးကိုကဲတင်ခြင်းနဲ့သူရဲကောင်းစိတ်သက်အပြည့်ရှိနေကြောင်းသက်သေပြနေတာပါ Hollywood က Barry Allen လိုပဲတူညီတဲ့မတော်တဆမှုမျိုးဖြစ်ပွားပြီးပါဝါရလာခြင်း Kifless ဘွားနဲ့ Super Hero လုပ်ချိန်တုန်းကလည်းဒီအဝါရောင်လျှက်စီးကိုပဲသုံးစွဲခဲ့ပါတယ်တမိုင်းတစ်လျှောက်ပထမဆုံး Flash ဖြစ်တဲ့ Golden Age ကအဖိုးကြီး Jagaris ပြင်ရင်လည်းအဝါရောင်လျှက်စီးတန်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကြည့်လိုက်တာနဲ့တင်ရင်တုံသွားစေမယ့်အနီရောင်လျှက်စီးပါဒီအယောင်ကတော့ DC Universe ရဲ့အမှောင်မိုက်ဆုံးအယောင်တစ်ခုလို့ပြောလို့ရပါတယ်ဒီအနီရောင်လျှက်စီးကတာမန် Speed 4ကနေထွက်လာတာမဟုတ်ပါဘူး Barry Allen ကိုမနာလိုလုံးလို့ Villain ကြီး River Flash ကတဘာဝ Speed 4ကိုစန့်ကျင်ပြီးသူ့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ Negative Speed 4ဆိုတာကိုတီထွင်ဖန်တီးခဲ့ပါတယ်ဒီ Negative Speed 4ကဘလို့အလုပ်လုပ်လဲဆိုတော့တာမန် Speed 4ကကဘာကြီးရဲ့မျှော်လင့်ချက်တွေရွေလျားမှုတွေနဲ့အားဖြည့်တာဖြစ်ပြီးတောင်းကျမ်းတဲ့ကောင်တွေရဲ့ Negative 4ကတော့ဒေါသမနာလိုမှုမုန်းတီးမှုစိတ်နာကျင်မှုနဲ့ကလေးသားခြေလိုစိတ်တွေကနေစွမ်းအင်ကိုထုတ်ယူတာဖြစ်ပါတယ်အဲ့ဒီလိုအမုန်းတရားတွေစုစည်းပြီးပြေးတဲ့အခါမှာလျှက်စီးတွေဟာသွေးရောင်လိုနေရဲပြီးထွက်လာရတာဖြစ်ပါတယ်ကိုစားပြုဇက်ကောင်အနေနဲ့ EO ဘတ်3ကနေစပါမယ်သူကအနာဂတ်ကနေ Barry Allen ကိုဒုက္ခပေးဖို့အတိတ်ကိုပြန်လာတဲ့ကောင်ဖြစ်ပြီး Barry ရဲ့အမေကိုတတ်ခဲ့တဲ့တရားခံလည်းဖြစ်ပါတယ်သူပြေးရင်တကူလုံးအနီရောင်လျှက်စီးတွေတစ်ဖက်ဖက်နဲ့ကြောက်စရာကောင်းလာပါတယ်ရှေ့ကအပိုင်းမှာအကျယ်တဝန်းပြောခဲ့တဲ့အတိုင်း Speed Star ရဲ့တေမင်းဖြစ်တဲ့ Black Flash ပြေးရင်လေသူ့ရဲ့ဝတ်စုံကအနက်ရောင်ဖြစ်နေပြီးလျှက်စီးတွေကတော့သွေးရောင်လိုနေရနေတတ်ပါတယ်series ထဲမှာတခါတော့ကအကြောင်းမျိုးမျိုးကြောင့် Iris တရား Flash ရဲ့ power တွေရသွားဘူးပါတယ်အဲ့ဒီအချိန်တုန်းကသူမပြေးတဲ့အခါလျှက်စီးကခရမ်းရောင်နဲ့အနီရောင်ရောနေတတ်ပါတယ်ဒါကသူ့ရဲ့စွမ်းအားကိုစနစ်တကျမထိန်ချုပ်နိုင်လို့စွမ်းအင်ကမောက်ကမဖြစ်နေတာကိုပြတာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့အပြာရောင်ပါဒီအပြာရောင်လျှက်စီးကတော့ visual ကြည့်ရင်အရန်ကိုလှပပြီးလန်းဆန်းလာပါတယ်ဒါပေမဲ့ Speed Star လောကရဲ့စေပညာ theory အရတော့ဒါဟာကင်ဆာယောဂါလိုပဲကြောက်စရာကောင်းတဲ့ကျိန်းစာအယောင်ဖြစ်ပါတယ်သိပ္ပံသဘောအရလျှက်စီးတစ်ခုရဲ့စွမ်းအင်ကပိုပြီးပြင်းထန်လာရင်အယောင်ကအဝါကနေအပြာဘက်ကိုကူးပြောင်းသွားပါတယ်။ Comic နဲ့ series ထဲမှာတော့အပြာရောင်ကမိမိရဲ့သဘာဝစွမ်းအားမဟုတ်ဘဲအရှိန်မြင့်စေ velocity 9ကိုအလွန်ကြုံသုံးဆွဲပြီးအရှိန်ကိုအတင်းအားဓမ္မမြင့်တင်ထားတာကိုပြပါတယ်။ Power ကတော့တာမန် Flash တက်အစပေါင်းများစွာပိုမြန်ပြီးပြင်းထန်ပေမဲ့ဘေးထွက်ဆိုးကျိုးကတော့အစမတန်ကြီးမားပါတယ်။အဲ့ဒီဆေးတွေက Speed Star တယောက်ရဲ့ခန္ဓာကိုယ်ဆဲတွေကိုအတွင်းပိုင်းကနေလောင်မြိုက်ပျက်စီးစေပြီးအရှိန်ကြာလာတာနဲ့အမျှအသက်ကိုတိုးတောင်းသွားစေကဆဲတွေပြအဖြစ်ကွဲအပ်တည်ဆုံးစေတာဖြစ်ပါတယ်။ကိုစားပြုဇက်ကောင်အနေနဲ့ Hunter Solomon ကနေစပြောပါမယ်။ Series Season 2ရဲ့အဓိက Villain ကြီးဆုံးကအပြာရောင်လျှက်စီးရဲ့ပြရုပ်ပါပဲ။သူကကမ္ဘာပေါ်မှာအမြန်ဆုံးဖြစ်ရှင်လို့ Velocity ဆေးတွေကိုအမြဲထိုးပြီးပြေးတာမို့လျှက်စီးကအပြာရောင်တောက်နေတာပါ။ဒါပေမဲ့အကျိုးဆက်အနေနဲ့သူ့ရဲ့ဆဲတွေဆွေးမြေ့လာပြီးအသက်ရှင်ဖို့အတွက်တခြား Speed Star တွေရဲ့စွမ်းအင်တွေကိုလိုက်လံခိုးယူဝါမျိုးနေရတဲ့ဘဝပြတ် Villain ကြီးဖြစ်ခဲ့ရပါတယ်။နောက်တစ်ယောက်ကတော့ Trajectory ပါ။အတန်အတွက်ကတော့မှားကောင်းမှားနိုင်ပါတယ်။သူမက series တွေကပထမဆုံးအမျိုးသမီး Villain Speed Star လေးပါ။သူမကလည်း Velocity တိုင်းဆေးကိုသုံးပြီးပြေးတာမို့အပြာရောင်လျှက်စီးထွက်ပါတယ်။နောက်ဆုံးမှာအချိန်ကိုအလွန်ကြုံမြင့်ပြီးပြေးမိတာကြောင့်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတံကိုခန္ဓာကိုယ်ကမခံနိုင်တော့ပဲပြေးနေရင်းနဲ့တင်ခန္ဓာကိုယ်ကအပြာရောင်လျှက်စီးတွေနဲ့အတူပြအဖြစ်ပျောက်ကွယ်သေးဆုံးသွားခဲ့ရှာပါတယ်။နောက်ထပ်တစ်ယောက်ကတော့လျှက်စီးအယောင်တွေအားလုံးထဲမှာအမြင့်ဆုံးအစွမ်းထက်ဆုံးနဲ့အကြောက်ရဆုံးအဖြူရောင်လျှက်စီးဖြစ်ပါတယ်။ဒီအဖြူရောင်လျှက်စီးက Speed 4နဲ့ယာနှုံးပြည့်တသားတည်းလို့လည်းပြောလို့ရပါတယ်။ယူပဗေဒသဘောတရားအရာအယောင်ဆုံးအားလုံးကိုပေါင်းစပ်လိုက်ရင်အဖြူရောင်အလင်းထွက်လာပါတယ်
ထို့အတူပဲဒီအဖြူရောင်လျှက်စီးက Speed 4ကြီးတစ်ခုလုံးရဲ့စွမ်းအင်အားလုံးကိုယာနှုန်းပြည့်ထိန်းချုပ်နိုင်ပြီး Speed 4နဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်မှာတသားတည်းဖြစ်သွားတဲ့အဆင့်ကိုကိုစားပြုပါတယ်ဒီအဆင့်ကိုရောက်သွားတဲ့ Speed Star တွေကလူသားအဆင့်မဟုတ်တော့ပါဘူးသူတို့ရဲ့အချိန်နှုန်းကအကန့်အသတ်မရှိတော့ပဲအချိန်တွေကဘာတွေစက်ကြဝဠာတွေကိုစက္ကန့်ပိုင်းအတွင်းလက်ပတ်သွားလာနိုင်တဲ့ Netfia God of Speed အဆင့်ဖြစ်သွားတာဖြစ်ပါတယ်ကောမစ်စာအုပ်ထဲမှာတော့ Wally West က Speed 4ရဲကိုအကြိမ်ကြိမ်ဝင်ထွက်ပြီးနောက်မှာ Speed 4ရဲ့စွမ်းအင်အရင်းမြစ်ကိုအပြည့်အဝနားလည်သွားပါတယ်အဲ့ဒီအချိန်မှာသူပြေးရင်တောက်ပလွန်တဲ့အဖြူရောင်ဒါမှမဟုတ်ငွေရောင်လျှက်စီးတွေထွက်လာပြီးစက်ကြဝဠာမှာအမြန်ဆုံးတက်ရှိအဖြစ်သမိုင်းတင်ခဲ့ပါတယ်။ Series Season 3ရဲ့အဓိကဗီလင်ကြီးဖြစ်တဲ့ Savara ကိုမှတ်မိကြမှာပါ။သူကတမန်နီဝတ်စုံကြီးဝတ်ထားပြီးကိုအမြန်နှုံးနှက်ဖျားလို့ကြွေးကြော်ထားတဲ့ကောင်ပါ။သူပြေးတဲ့အခါအဖြူရောင်အလင်းရောင်လျှက်စီးတွေတောက်လုံးလို့ Barry Allen တော့မျက်စိလိုက်မကြည့်နိုင်ပဲအရိုက်ခံခဲ့ရပါတယ်။တကယ်တမ်းတော့ Savara ဆိုတာအနာဂတ်ကအထီးကျန်ပြီးစိတ်တန်ရာရနေတဲ့ Barry Allen ရဲ့ကွဲထွက်သွားတဲ့ Time Remnant တစ်ကောင်ပဲဖြစ်ပါတယ်။အပေါ်ကအဓိကအယောင်၄ရောင်အပြင် DC ရဲ့စက်ကြဝဠာထဲမှာထူးထူးခြားခြားတွေ့ရတတ်တဲ့အခြားလျှက်စီးအယောင်လေးတွေလည်းရှိပါသေးတယ်။နံပါတ်1အနေနဲ့ခရမ်းရောင်ပါ။ဒီအယောင်ကတော့တဘာဝ Speed 4ရောအခြားစွမ်းအင်တစ်ခုခုသို့မဟုတ် negative စွမ်းအင်အနည်းငယ်ရောနှောသွားတဲ့အခါမျိုးမှာဖြစ်ပေါ်တတ်တဲ့ထူးခြားဆန်းသစ်တဲ့မျိုးရိုးဗီဇစွမ်းရည်ကိုပြတာပါ။ Series တွေက Barry Allen နဲ့ Irie West တို့ရဲ့အနာဂတ်ကလာတဲ့သမီးလေး Nora ပြည့်ရင်လျှက်စီးကအဝါရောင်နဲ့ခရမ်းရောင်တို့ထွက်ပါတယ်။ဒါကအဖေစီကတဘာဝစွမ်းအားနဲ့အမေစီကမျိုးရိုးဗီဇတွေပေါင်းဆက်သွားတဲ့သဘောကိုပြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့အစိမ်းရောင်လျှက်စီးပါ။ဒီအယောင်ကတော့စက်ကြဝဠာထဲမှာတွေ့ရခဲဆုံးပါ။ Flash Universe ထဲမှာ River Flat အပြင် Flat တို့မိသားစုကိုအယိုးတဲ့အထိနာကြီးအောင်လုပ်ခဲ့တဲ့ခလေးဗီလင်တယောက်ရှိခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ Ainasha ပါ။သူပြေးတဲ့အခါအနောက်မှာတခြားသူတွေလိုအနီရောင်အဝါရောင်မဟုတ်ပဲကြောက်မက်ဖွယ်အစိမ်းရောင်လျှက်စီးတန်းတွေကြံရိတ်ခဲလေးရှိပါတယ်။တကယ်တော့သူကအနာဂတ်25ရာစုက Flat ရဲ့မြေဖြစ်သူ Bud Allen ရဲ့ DNA ကိုခိုးယူပြီးတပ်ဖြတ်ဖို့တီးတန့်ဖန်တီးထားတဲ့လူသက်ကလုံးလက်နက်တစ်ခုပဲဖြစ်ပါတယ်။သူ့ကိုဖန်တီးခဲ့တဲ့သူမျိုးရိုးစုကသူ့ရဲ့အုံနောက်ကို Allen မိသားစုအပေါ်မုန်းတီးစိတ်တွေပဲအများတန်းရိုက်သွင်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြီးပြင်းလာပုံကတော့ Kid Flat နဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။နောက်ပိုင်းမှာတော့သူက Speed 4နဲ့အရှိတ်ဆက်ပြတ်တောက်သွားပေမဲ့ဒုတိယမြောက် River Flat ဖြစ်တဲ့ Zone C ကနေ Power ရယူနီကိုခိုးယူပြီးသူ့ပတ်ဝန်းကျင်ကအရှိန်ကိုကစားတဲ့စွမ်းအားကိုရရှိခဲ့ပါတယ်။နောက်ကြမှာသူ့အကြောင်းကိုတီးတန့်ဗီဒီယိုလေးလုပ်ပေးပါမယ်ဗျဒီနေ့မှာတော့သူ့အကြောင်းကိုဒီလောက်ပဲပြောထားပါမယ်ကဲဒါတွေကတော့ DC Universe နဲ့ The Flash Series တွေကမြန်နှုံးချင်း Speed Star တွေရဲ့တယောက်နဲ့တယောက်မတူညီကြတဲ့လျှက်စီးရောင်စုံလိုဝက်ချက်တွေပဲဖြစ်ပါတယ်ရှုံငုံပြီးသုံးသပ်ရရင်တော့အယောင်တွေဆိုတာရိုးရိုးတက်တက်ရှယ်တထားတာမဟုတ်ပဲသူရဲကောင်းတွေရဲ့စိတ်သက်ဘီလိန်တွေရဲ့အမုန်းတရားနဲ့နတ်ဖျားတွေရဲ့အစွမ်းပကားကိုရုပ်လုံးဖော်ပြနေတဲ့ပြရုပ်ကြီးတွေပဲဖြစ်ပါတယ်အခုပြောပြသွားတဲ့လျှက်စီးအယောင်တွေကမာပရိသတ်တို့အနေနဲ့ဘယ်အယောင်ကိုအလန်းဆုံးလို့ထင်လဲကိုယ်တိုင်လည်း Speed Star တယောက်ဖြစ်ခွင့်ရရင်ဘယ်အယောင်နဲ့ပြေးကျင်လဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ခင်ဗျအခုလိုဇက်ကောင်တွေရဲ့အကြောင်းအရာတွေကိုအပတ်စဉ်နားထောင်ကြရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Like Share Subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အောင်ဗျအဆုံးထိနားထောင်ပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်